အရင်ပိုင်းမှာစတန်နဲ့စင်ဒီတို့ဟာမူဂျိုတာတာကလေးတွေကိုတနက်နဲ့ပြစ်တက်ခဲ့ကြပြီးတဲ့နောက်ခီးဆက်ရင်းနဲ့အဖွဲ့သားတွေအားလုံးတိုက်ခန်းအဟောင်းတစ်ခုမှာခဏရပ်နားကြပါတယ်။စတန်နဲ့စင်ဒီတို့ဟာအလက်စကာကိုခီးဆက်တဲ့အခါမှာပစ္စည်းတွေရိတ်ခါတွေရှာဖို့လမ်းမှာဘယ်နေရာတွေရမလဲဆိုတော့စီစဉ်ဆွဲနေကြပါတယ်။ဘေးကမ်းမှာတော့ကြံတဲ့အဖွဲ့သားတွေရှိနေကြပြီးစတန်နဲ့စင်ဒီတို့နှစ်ယောက်ကတင်းခွဲသလိုဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ကလေးတွေကိုတတ်ခဲ့ကလေးတက်သမားတွေဆိုပြီးကြံတဲ့သူတွေကသူတို့နှစ်ယောက်ကိုရှောင်ပဲလုပ်နေကြတာပါ။နောက်နေ့မှာခေါင်မိုးပေါ်ကနေမြို့ရဲကိုခြေနေလှမ်းအခဲခက်ကြည့်ရဲ့အခါမြို့လေကောင်မှာကျိုးတုတ်ခံထားရတဲ့အသက်ရှင်ကျန်ရည်သူတွေနဲ့အတူ cross အုပ်စုတစ်စုကိုတွေ့ရပါတယ်။အဲ့ဒီထဲက EMA cross ကြီးတယောက်ကအခြား cross တယောက်ကိုမြင်းတင်နဲ့ရိုက်ချလိုက်ပါတယ်။သူတို့ cross ချင်းဘာကိစ္စရဲရတာလဲဆိုပြီးစင်ဒီတို့စဉ်းစားမြက်ဖြစ်နေပါတယ်။အဲ့ထက်ပိုပြီးနားလေရခက်တာတာမန်အားဖြင့်တွေ့သမျှမြင်သမျှကိုတိုက်ခိုက်ဖြစ်စည်းတတ်တဲ့လူသက်သမားမရင်းကောင် cross တွေကဒဇကန်တွေဖမ်းထားတာပါပဲ။ဒီကောင်တွေဘာတွေကြံနေကြပြန်ပြီလဲမသိပါဘူး။မကြခင်မှာပဲဒီကောင်တွေရဲ့စီစဉ်ကိုကျွန်တော်တို့သိလိုက်ရပါတယ်။ဒီကောင်တွေကဒဇကန်တွေကတဝက်ကို rape လုပ်လိုက်ပြီးကျန်တဲ့တဝက်ကိုတော့ဘာမှမလုပ်ပဲအကောင့်တိုင်းဖမ်းထားပါတယ်။ပြီးမှအဲ့ဒဇကန်တွေအားလုံး track ကအနောက်ခံတွေကိုလက်နက်မျိုးစုံနဲ့အတူပစ်ထည့်လိုက်ပါတယ်။အဲ့ဒီမှာ rape ခံထားရတဲ့ victim တွေက span တွေနဲ့ထိတွေ့မိထားတာကြောင့်ဖြည်းဖြည်းချင်း cross အဖြစ်ပြောင်းသွားမှာပါ။အဲ့လို cross ဖြစ်လာတဲ့ခါကျရင် rape မခံရသေးတဲ့အကောင့်တိုင်းရှိနေသေးတဲ့တခြားဒဇကန်တွေကိုသူတို့ကလိုက်သက် live rape တော့မှာပါ။အဲ့လို container ထဲမှာအချင်းချင်းတက်ဖြတ်နေကြတာတယောက်ကိုတယောက်ဖြည်းဖြည်းချင်းတက်ပြီးမရင်းကျင်တာတွေကိုအပေါ်က cross တွေကအရသာခံပြီးကြည့်ကြမှာပါဒီဆောက်ယူတွေကသူတို့ရဲ့စိတ်ပန်းဖြည့်တက်အတွက်အသက်နဲ့မျက်ရည်တွေကိုကစားနေကြတာပါပူဆိုးတာဒီပုံစံတိုင်းဆိုရင် cross တွေကအများကြီးပူကြောက်ဖို့ကောင်းနေပါပြီကျွန်တော်အရင်ကပြောခဲ့သလိုပဲဒီကောင်တွေကအသိဉာဏ်ရှိပါတယ်အခုကအသိဉာဏ်ရှိအောင်နေမကပဲစီစဉ်နိုင်စွမ်း organize လုပ်နိုင်စွမ်းနဲ့ emotion ကိုထိန်းချုပ်နိုင်စွမ်းတွေပါရှိနေကြတာပါStan နဲ့ Cindy တို့ထိတ်လန့်တခြားကြည့်နေရင်းနဲ့တော်တော်လေးထူးဆန်းတဲ့ cross နဲ့ကောင်တွဲကိုလည်းတွေ့လိုက်ရပါတယ်။ဘောင်ကတော့သူ့ရဲ့ test တွေအပြင်ထွက်ကြနေတဲ့ပိန်ပိန်ပါပါအဖိုးကြီးတယောက်ဖြစ်ပြီးနောက်တစ်ယောက်ကတော့ခြေလက်လေးဘက်လုံးပြတ်ပြီးမျက်စိပါကန်းနေတဲ့သူပါ။ cross ချင်းအတူတူတခြား cross တွေနဲ့မတူပဲဒီနှစ်ကောင်အများကြီးပိုယွန်စရာကောင်းနေတာသိကြပါတယ်။အဲဒီနောက်အတိတ်ကိုပြန်ပြပါတယ်။အရင်ပိုင်းမှာတော့ဒီအဖြစ်အပျက်တွေဖြစ်ချင်းမြို့ရဲကထွက်လာပြီးတောအုပ်ဆက်မှာရောက်နေတဲ့ Stan နဲ့ Cindy တို့ရဲအရာရှိတယောက်ကတွေ့ပြီးသူ့ကားစီခေါ်သွားတာမှတ်မိမှာပါ။ပြီးတော့အဲ့ရဲအရာရှိစီမှာ cross တကောင်လည်းဖမ်းထားပါသေးတယ်။စင်ဒီကရဲအရာရှိကိုသူ့ရဲ့ရဲကားထဲမှာ cross တကောင်ဘာလို့အသက်ရှင်လဲဖမ်းထားတာလဲလို့မေးပါတယ်။ရဲကတော့စစ်ဆေးမေးမြန်းဖို့နဲ့သတင်းအချက်လက်တွေရယူဖို့အတွက်လို့ဆိုပါတယ်။အဲ့ cross ကငါမိမအကြောင်းငါမိမကိုဘယ်မှာဖမ်းထားရဲဆိုတဲ့အကြောင်းသိရလို့ပြောရဲဆိုပြီးရဲကပြောတော့စင်ဒီကဒါသက်သက်လှည့်စားနေရပဲလို့ညင်းလိုက်ပါတယ်။အဲ့ cross ကမင်းမိမနာမည်ကိုသိလို့လားဆိုပြီးစင်ဒီကမေးတော့အဲ့ကောင်နာမည်တော့မပြောနိုင်ဘူးဆိုပြီးရဲကပြန်ဖြေပါတယ်။ဒါဆိုရင်သိကြတယ်။ဒီကောင်နင်းကိုလှည့်စားနေတာအဲ့ကောင်တွေကအယိုးတဲ့အသွေးသားတွေကနေရုပ်မာတတ်သလိုစဉ်းစားဆင်ခြင်ဉာဏ်လည်းရှိသေးတယ်။နင်းလက်မှာဆွတ်ထားတဲ့လက်ထက်လက်စွပ်ကိုကြည့်ပြီးမိမရှိမှန်းသိလို့အဲ့ကောင်ကနင်းကိုကစားနေတာလို့ပြောရင်းအဲ့ cross ကိုတနက်နဲ့ပြစ်တက်ဖို့အတွက်ရဲကိုဖြောင်းပြသွားတယ်။အခုချိန်မှာအခြေအနေတွေကမတူတော့တာကြောင့်ဒီအောက်နှက်စားတွေကိုတာမန်ရာဇဝတ်ကောင်လို့ဆက်ဆံလို့မရဘူးဆိုပြီးပြောပေမဲ့ရဲကတော့သူတို့လိုက်နိုင်ရမယ့်ဥပဒေတွေရှိသေးတယ်လို့ဆိုပါတယ်။ဒီချိန်ထဲမှာပဲကျန်တဲ့အသက်ရှင်သူတွေကဖြစ်ပျက်နေရာတွေကိုဆွေးနွေးနေကြပြီးဂျိုးရဲ့သမီးကမနေ့ကလေးကဘာမှမစားရသေးဘူးဆိုတာသိလိုက်ရပါတယ်။ဒါကိုကြတော့ Patrick ကသူ့ကြော်ပိုးကြီးထဲကဒိန်ဂျင်တဘူးကိုထုတ်ပြီးကောင်မလေးကိုပေးလိုက်ပါတယ်။ Patrick ကတော့ Cindy ရဲ့ဆုံးမမှုအောက်မှာလူသားဆန်ဆန်နဲ့ကြီးပြင်းလာတဲ့ပုံမှာပဲတကယ်လိမ်မာတဲ့ကလေးပါ။အဲ့ဒီအချိန်မှာရဲကားနောက်ခံနေတဲ့ Cross ကရဲရရှိကိုဒေါသထွက်အောင်ရန်စပြီးလှောင်ပြောင်ရီမောပါတော့တယ်။ရဲကလည်းသူ့ကိုလာလှောင်နေရကြောင်းလီးမုတ်ရီနေရလားဆိုပြီးဒေါသတွေထွက်ကားထဲဝင် Cross ရဲ့စောက်ခွက်နာကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်။ဒါပေမဲ့ cross ကနည်းနည်းမှမကြောက်တဲ့အပြင်သူနဲ့အပေါင်းပါ cross တီကရဲရဲ့ဇနီးကိုဘာတွေလုပ်မယ်ဆိုတဲ့အကြောင်းတော်တော်လေးစိတ်ပြက်စရာကောင်းပြီးအောက်တန်းကြတဲ့တခြင်းတစ်ပုဒ်ကိုစဆိုပါတော့တယ်ရဲရဲ့မိန်းမကိုစော်ကားတဲ့အကြောင်းအရာတွေကိုလှောင်တဲ့တိုင်ကြီးနဲ့ဆိုနေတာပါဆဲတဲ့ဆိုတဲ့စကားလုံးတွေဆိုရင်တော့ကျွန်တော်ထည့်ပြောပေမဲ့ဒီလိုအောက်တန်းကြတဲ့စကားလုံးတွေကြ recap ထဲမှာထည့်ပြောဖို့မသင့်တော်လို့ပါသိချင်တဲ့သူတွေကမြန်မာဘာသာပြန် cross committee နဲ့ channel ထဲမှာသာဖတ်ကြည့်ကြပါကျွန်တော် Telegram အကောင့်မှာ member fee 3k နဲ့အတူလာ join လို့ရပါတယ်အဲ့လိုလှောင်ပြောင်သချင်းဆိုနေရင်တတိလက်လွတ်ဖြစ်နေတဲ့ရဲရဲ့မျက်လုံးတွေကိုဒရွေးနဲ့လှမ်းထွေးလိုက်ပါတယ်အဲ့မှာရဲကလည်းအလန့်တကြားဖြစ်ပြီးရှောက်ပစ်တာစင်ဒီကိုတောင်ကြည်ထီလို့နီးပါပါပဲရဲရရှိကအဲ့လိုပြစ်နေရင်ဒူးထောက်ကျသွားတဲ့အချိန်မှာစင်ဒီက cross ရဲ့ခေါင်းကိုပြစ်တက်လိုက်ပါတယ်ရင်ပိုင်းနေမှာကျွန်တော်ပြောခဲ့ဘူးသလိုပဲ cross တွေရဲ့အကြီးတစ်မျိုးမျိုးခန္ဓာကိုယ်ထဲဝင်သွားတာနဲ့ကူးဆက်ခံရတာဖြစ်လို့ရဲရရှိကအခုချိန်မှာ cross အဖြစ်စပြောင်းနေပါပြီစင်ဒီလဲကြည့်လိုက်တဲ့အခါခုန cross ဆိုသွားတဲ့တခြင်းကိုပဲရဲကလိုက်ဆိုနေတာကိုတွေးလိုက်ရပါတယ်ဒရွေးကနေတစင်ကူးဆက်ခံလိုက်ရပြီဆိုတော့တေချာသွားပြီမို့စင်ဒီကရဲကိုလည်းပြစ်တက်လိုက်ပါတယ်ပစ္စုပန်ကိုပြန်ရောက်တော့အဖွဲ့သားတွေကမနှက်ခင်ကသူတို့မြင်ခဲ့ရတဲ့မြင်ကွင်းကြောင့် cross ရဲ့သဘောတဘာဝကိုထပ်ပြီး theory တွေထုတ်နေကြပြန်ပါတယ်စင်ဒီကတော့ဒီကောင်တွေအကြောင်းကိုနားလည်အောင်စူးစမ်းနေလို့အလကားပဲလောလောဆယ် cross တွေလက်ထဲကနေဘေးကင်းကင်းထွက်ပြေးနိုင်အောင်ပြင်ဆင်ရမယ်ဆိုပြီးပြောလိုက်ပါတယ်ဒါကြောင့်သူတို့ညဘက်ရောက်တဲ့အထိစောင့်ပြီးမြို့ပြင်ထွက်တဲ့တရားကိုဖျက်ဖို့စူးစမ်းပါတယ်အဲ့ဒီတရားကအလဲမှာကျိုးနေပြီဖြစ်ပြီးတန်မဏိတန်းတစ်ခုပဲကြံတော့တာပါ
အဲ့တံတားနဲ့ခက်လန်းလန်းမှာ cross အုပ်စုတစုရှိပြီးညဘက်အမှောင်တူကြီးစိုးနေတာဖြစ်လို့စင်တီတို့ကိုမမြင်ကြပါဘူး cross အုပ်စုကဘာလုပ်နေလဲဆိုရင်တော့အလောင်းတစ်လောက်ကိုမီးရှို့ပြီးမကြက်တကြက်အနေထားနဲ့အလောင်းကောင်ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဝိုင်းဖွဲ့စားနေကြတာပါရုပ်တရက်မျက်စိမမြင်ရတဲ့ခြေပြက်လက်ပြက်အဖိုးကြီးကလေထုထဲမှာတခုခုအနံ့ခံလိုက်မိပုံကြားလိုက်ပုံပါပဲစကားမစဲဒီကောင်ကြီးကို stamp လို့ခေါ်ပါတယ်မြန်မာလိုဆိုရင်တော့ငုတ်တူပေါ့ခြေလဲပြက်လက်လဲပြက်ကိုလုံးကြီးပဲကြံနေရဆိုတော့ဒီနာမည်နဲ့လိုက်လဲလိုက်ပါတယ်ပြီးတော့မြင်းတစ်ကင်ထားတဲ့ဘဲကြီးရဲ့နာမည်ကတော့ Hoscock ပါဒီနာမည်တွေကဘယ်လူသားမှအရေးကြီးလို့ပြီးပေးထားတာမဟုတ်ပါဘူးသူတို့အချင်းချင်းမှတ်မိလွယ်အောင်ပုံစံကိုကြည့်ပြီးခေါ်ကြတဲ့နာမည်ပြောင်းတွေလိုမျိုးပါပဲဒီကောင်လေးရဲ့ညံရင်မြင့်တော့အဲ့လိုလုံနိုင်စွမ်းရှိပါတယ်ဇလန်းကိုဆက်ရရင် stamp ကအာယုံခံမိသွားပြီးစင်တီတို့ရှိရဲ့ဘက်ကိုလှည့်ကြည့်ပြီးအော်ဟစ်နေပါတယ်မျက်မမြင်ဖြစ်လို့အနံ့ခံအာယုံနဲ့အကြားအာယုံအရန်ကောင်းတာဖြစ်နိုင်ပါတယ်ခုဆိုရင် cross တီက stamp ရဲ့ပြောပြချက်အရာတရားစီကိုလာနေကြပြီဖြစ်လို့စင်တီတို့အဖွဲ့ကတမ်မနီတန်းပေါ်ကနေအမြန်ဖြတ်သွားရပါတော့တယ်ကယ်လီအတွက်တော့ဒါတော်တော်လေးခက်ခဲတဲ့အလုပ်တစ်ခုပါမျက်စိမမြင်ရပဲတန်းလေးတစ်ခုပေါ်မှာဖြတ်လျှောက်နေရတာပါအဖိုးကြီး Jeff ကသူမကိုတက်နိုင်သမျှကူညီပြီးဖြတ်ကူပေးနေချိန်မှာတစ်ဖက်ကမ်းမှာတယောက်တည်းကြံခဲ့တဲ့ရှီနာဆိုတဲ့မိန်းကလေးကတော့သူတို့ကိုမြန်မြန်လှုပ်ဖို့အော်ပြောနေပါတယ်ဟုတ်လဲဟုတ်ပါတယ်သူတို့သာမြန်မြန်မလှုပ်ရင်ရှီနာက cross တွေလက်ချက်နဲ့ကိစ္စတုံးရတော့မှာပါ Hoscock နဲ့တခြား cross တွေကအပြေးလွှားလာနေကြပြီးနောက်ဆုံးတော့ Kelly လည်းဟိုဘက်ကိုဖြတ်ကူးနိုင်သွားပါတယ်ဒါပေမဲ့ရှီနာတမ်မနီတန်းပေါ်တက်ပြီးကူးတော့မဲ့ချိန်မှာပဲဘေးနာက concrete တွေပြိုကျသွားပြီးတရားစွန်းမှာတွဲလောင်းဖြစ်သွားပါတယ်တခြားသူတွေစီသွားဖို့ဟိုဘက်လမ်းကိုကူးဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးလမ်းမရှိတော့ပါဘူးသူမစီကိုဥတီလာနေတဲ့ကြောက်စရာကောင်းတဲ့ cross တွေကိုကြည့်လိုက်ရင်ဒါဟာအဆုံးသတ်ပဲဆိုတာကိုသူမသဘောပေါက်သွားပါတယ်တေမတင်ဒီလိုကြက်တီတုံး cross တွေလက်ချက်နဲ့တော့အသေးမခံနိုင်တာကြောင့်တရားပေါ်ကနေအောက်ကိုခုန်ချပြီးကိုအဆုံးစီရင်လိုက်ပါတယ်တခြားသူတွေမှာလည်းဝမ်းနဲ့ပူဆွေးဖို့အချိန်မရှိပဲဆက်ထွက်သွားကြရပါတယ်ငါတို့မင်းတို့ကိုဖမ်းမယ်ကလေးပါတဲ့တောက်ကောင်မနဲ့မျက်မှန်တက်ထားတဲ့မေလို့ငါတို့မင်းတို့ကိုဖမ်းပြီးတပ်ပစ်မယ်ဆိုပြီးနောက်ကနေ Hoscock ကအတန်အော်ကြီးနဲ့အော်နေပါတယ်ဒါလိုအတိအကျဘိုင်နှင်းတက်ပြီးခေါ်ခံချင်းချောက်ခံရတာကတော့တော်တော်လေးကြောချမ်းစရာကောင်းပါတယ်ဒါလိုနဲ့လာအနေငယ်ကြာသွားပြီဖြစ်ပြီးအဖွဲ့သားတွေကနှင်းနေကြတဲ့ကနေမြောက်ဘက် Alaska ကိုခီးဆက်နေကြပါတယ်အယိုးကိုက်အောင်အေးခဲနေပြီမဲ့ຫນွေဦးသာစောင့်နေ cross တွေသူတို့ကိုမိလာမှာစိုးတာကြောင့်ရွေးချယ်စရာမရှိပဲခီးဆက်နေကြရပါတယ်နှင်းနေတဲ့ရှောက်သွားရင် Thomas နဲ့ Kelly တို့ကလက်ချင်းချိတ်ထားပြီးရှုခင်းတွေဘလောက်လှလဲဆိုတော့ပြောနေကြပါတယ်တစ်ချိန်တည်းမှာပဲ Kitchen နဲ့ Jeff တို့ကတော့သူများတွေကိုမိအောင်မလိုက်နိုင်ပဲနည်းနည်းနှီးနေပါတယ်ကြည့်ရတာတော့သူတို့နှစ်ယောက်စလုံးဆိုးရွားတဲ့ရာသီဥတုကြောင့်နေမကောင်းဖြစ်နေပုံရပြီးအသက်ဆက်ရှင်မရှင်နိုင်ပါမလားလို့စင်တီယာစိုးရိမ်နေပါတယ်အထူးသဖြင့် Kitchen ရဲ့ပုံစံကဆက်အသက်ရှင်ခြင်းစိတ်မရှိတော့တာကြောင့်ပိုစိုးရိမ်နေရတာပါကိုရိုင်းကသာရှင်သန်ခြင်းစိတ်ရှိနေရင်အခက်အခဲတွေကိုကြော်ဖြတ်လို့ရပါမယ်လောကကြီးမှာဆက်မနေချင်တော့ဘူးလို့ဆုံးဖြတ်ထားရင်တော့ဖျားဆင်းကြရင်တော့အသက်ဆက်နိုင်ဖို့မလွယ်ပါဘူးအပြင်မှာနှင်းမုန်တိုင်းထန်လာလို့မှောက်လျက်ဖြစ်နေတဲ့ဘတ်ကားတစ်စီးထဲမှာခဏဝင်ခိုကြရပါတယ်စတန်ကစင်တီယိုပက်ထရစ်ကတကယ်လိမ်မာတဲ့ကလေးတစ်ယောက်ပဲလို့ပြောပါတယ်ဒါဟာအပေါ်ယံပြောတာမျိုးမဟုတ်ပဲဒီလိုခစ်ပြက်ကြီးထဲမှာအားလုံးဆိုးရွားနေရတောင်ဒီကောင်လေးကကိုချင်းစာတရားရှိနေရင်ချင်းနေတော့မဲလို့စတန်စိတ်ရင်းနဲ့ပြောလိုက်ပါတယ်ဒီလိုကလေးမျိုးဖြစ်အောင်ဘလို့တောင်ပြုစုပြောထောင်ပေးခဲ့ရလဲဆိုပြီးစတန်ထက်ပြီးတော့စင်ဒီယာသူ့ယောက်ျားပက်ထရစ်ရဲ့အဖေဟာလူယုံမာတယောက်အရင်ဆိုင်တယောက်ဖြစ်ကြောင်းဒါကြောင့်ငါသားကြရင်အဲ့လိုလူယုံမာမဖြစ်ဖို့အဲ့ကောင်ထက်သားတဲ့သူဖြစ်ဖို့ဆုံးမတွင်တင်ပေးလာခဲ့တာဖြစ်ကြောင်းပြောလိုက်ပါတယ်ရဲကိုပြစ်တက်ခဲ့လိုက်တဲ့အတိတ်စီကိုပြန်ပြထားပြန်ပါတယ်အသက်ရှင်ကြံသူတွေထဲကဆယ်ကျော်သက်ကောင်လေးတယောက်ဟာအရာအလုံးကိုအရန်ကြောက်ရွံ့နေပြီးကဘာကြီးရဲ့ခြေနေကိုလက်မခံနိုင်ဖြစ်နေပါတယ်သူတို့ဆက်သွားကြပြီးတောထဲမှာအနားယူဖို့ရက်လိုက်ကြပါတယ်စတန်နဲ့ Thomas တို့သေသွားပေါက်ရင်းနဲ့ရောက်တက်ရရပြောနေကြရာကနေ Thomas ကဂေးတယောက်ဖြစ်ကြောင်းသိလိုက်ရပါတယ်Thomas ကဂေးတယောက်အနေနဲ့တွေးခေါ်ကျင်းမြောင်းတဲ့မြို့ငယ်လေးမှာနေထိုင်ခဲ့ရတဲ့အရင်တော့အခက်အခဲတွေကိုပြန်ပြောပြနေပါတယ်ဒါလိုနဲ့စကားစမြည်ပြောကြရင်တယောက်နဲ့တယောက်စကြနောက်ကြဆဲကြဆိုကြပါတယ်ဒီ dialogue တွေဟာစတန်နဲ့ Thomas တို့တငယ်ချင်းတိုင်အောင်စင်ရဲ့အစပြုမှုဖြစ်ပြီးဒီကောင်တွေကနောက်ပိုင်းမှာတော်တော်လေးခင်ကြတဲ့ပုံပါပဲတခြားသူတွေကတော့ cross ဆိုတာဘာကောင်တွေဖြစ်နိုင်မလဲလို့အထင်မြင်နေဆွေးနွေးနေကြပါတယ် Kelly ကဒါဟာလူသားတွေရဲ့လူဝင်ဆန္ဒအတိုင်းကိုအလိုမလိုက်မိအောင်တားဆီးပေးတဲ့အုံနောက်ရဲ့အစိတ်ပိုင်းတစ်ခုခုကိုပိတ်ပစ်လိုက်တဲ့ကူးစက်ရောဂါတစ်မျိုးဖြစ်နိုင်တယ်လို့ပြောပါတယ်ဆယ်ကျော်သက်ချာလေးတယောက်ကတော့သူတို့မျက်နှာပေါ်ကကြက်ချီကပုံစံနေကြောင်းဒါဟာဖျားသခင်ရဲ့ဒဏ်ခတ်မှုတစ်ခုလို့သူကြားခဲ့ရကြောင်းပြောပါတယ်ကဲတင်ချင်းမခံရတဲ့သူတွေဟာ cross တွေဖြစ်သွားပြီးငရဲလို့ဖြစ်နေတဲ့ဒီကဘာကြီးထဲမှာပိတ်မိနေရဖြစ်မယ်လို့ပြောပါတယ်ဖျားသခင်ကငါတို့ရဲ့အဖြစ်တွေအတွက်ကျိန်စာတိုက်လိုက်တာဖြစ်ပြီးဒီကျိန်စာသွေးထဲမှာရှိနေလို့အခုလိုလွယ်လွယ်လေးနဲ့ပြန့်နှံ့ကူးစက်နေရလို့သူကဆိုပြန်ပါတယ်စတန်ကတော့ဒါရီကစောက်တိတ်ပဲမရှိဘူးလို့ပြောပေမဲ့ကောင်လေးကတော့တော်တော်လေးကြောက်နေပြီးဒါကိုလည်းတကယ်အမှန်တရားတစ်ခုလို့ယူဆနေပုံရပါတယ်ဒါကလူသားတွေရဲ့သဘာဝပါပဲအရန်ကြောက်လန့်လာတဲ့အခါမှာယုံကြည်စရာတစ်ခုကိုရှာပြီးပစ္စလက်ခတ်ယုံကြည်ပြစ်အပြစ်တင်လိုက်ကြတာမျိုးပါဒီတိုင်းထားရင်တယောက်တစ်ပေါက်နဲ့ဘာမှမမေရရမဆုံးဖြတ်နိုင်ပဲ cross ဒီလက်ထဲမှာတေကုံရမှာစိုးတာကြောင့်စင်ဒီကထပြောပါတယ်ငါအခုရှစ်ဆက်သွားမယ်ငါနဲ့တူတူလိုက်ချင်တဲ့သူတိုင်းကိုကြိုးစိုးတယ်မလိုက်ချင်လည်းရတယ်ခိစ္စမရှိဘူးဒါပေမဲ့ငါနဲ့လိုက်တဲ့သူတွေကတော့ငါစီကံတိုင်းနေရမယ်
ဒီတိုင်းနေပြီးတေခံမှာတဲ့ဆိုင် Aircross တွေကိုပြန်တိုက်ခိုက်ဖို့အသက်ဆက်ရှင်နိုင်ဖို့အတွက်စနစ်တကျနဲ့ရှေ့ဆက်ရမယ်ဆိုပြီးပြောပါတယ်ဘသူမှစင်ဒီကိုမကန့်ကွက်ကြမငင်းခုန်ကြပဲအဖွဲ့တစ်ဖွဲ့အနေနဲ့သူတို့ရဲ့ခီးစဉ်ကိုစတင်ခဲ့ကြပါတယ်သူတို့စတင်ထွက်ခွာချိန်မှာစောစောကဖျားသခင်ရဲ့တန်ခတ်မှုဆိုပြီးယုံကြည်နေတဲ့ကောင်လေးကစတန်ကိုအဲ့ဒီ rifle ကျွန်တော်တည်ပေးရမလားလို့မေးခဲ့ပြီးအဲ့ညမှာပဲကောင်လေးကတနက်နဲ့သူ့ကိုယ်သူအဆုံးစီရင်သွားပါတယ်အကြောက်တရားကိုပဲလက်ခံလိုက်ပြီးရှေ့ဆက်ဖို့ညှင်းဆန်လိုက်တဲ့ပုံမှာပဲပစ္စုပန်ကိုပြန်ရောက်တော့နေထွက်လာပြီးနှင်းနေတိတ်သွားလို့အဖွဲ့ကဘတ်စကားတွေကနေထွက်ခီးဆက်လာကြပါတယ်ထောမတ်စတန်နဲ့ကယ်လီတို့ကကစ်ထရစ်နဲ့ဂျက်တို့တွေကဘသူအရင်သေးမလဲအရင်သေးရဲ့သူကိုဘလို့စားကြမလဲဆိုတော့ညင်းခုန်နေကြပါတယ်တကယ်မစားပါဘူးဒါအစနေကြတာပါဒါပေမဲ့ညဘက်ရောက်တော့ Jeff နဲ့ Kit တို့တကယ်ပဲအေးအေးလွန်ပြီးယောဂကြောင့်တည်သွားနိုင်တယ်လို့စိုးရင်လာတဲ့အခါစနောက်နေတာတွေကိုရက်လိုက်ကြပါရယ်စတန်ကစင်ဒီနဲ့ Patrick တို့နှင်းဖုံးနေတဲ့တောင်ကုန်းထိပ်ကနေအပြင်ကိုလှမ်းကြည့်နေရအောင်တွေ့လိုက်ပါတယ်အနာကတ်သွားတော့စင်ဒီတို့ဘာကိုကြည့်နေလဲဆိုတော့မြင်လိုက်ရပါတယ်နှင်းနေကြတဲ့မှာလှပနေတဲ့ဝွန်ပလွေဖြူအုပ်ကြီးတအုပ်ပါလူသားတွေနဲ့ cross တွေအားလုံးကမျိုးတုံးသွားတဲ့အခါမှာလှပတဲ့ကဘာကြီးတစ်ခုကြံရစ်နေနိုင်သေးရဲ့ဆိုရဲထူးဆန်းတဲ့သဘောပေါက်မှုတစ်ခုကစတန်ရဲ့ခေါင်းထဲကိုဝင်လာပါတယ်